Ocha ato lubawa ni turogong deya ajang tedanado. Di ninya namadami kanagu shibona the king sinamya piai Mahagruna gongo ayomyu gati ju feso ado Wanana banama adida gathago yusu budo jimshi sati nyaya am Yogaba godi hibiya bamiyan galang garondo di dogara di Kerangado loka hidaya nato namo ma karuni kata data Yona to winiya myazwa tatawa I Chana si ba lola daunda gombaung khadapshin Nada minya jinshindo myapayadi Kapa godi hibi grigaba yidwe dincha dupin nole Abe miyan yidwe dain da phobya jinga maswanay malo Kalang li atin chi dini gaba shijado kalabalo Loka hidaya tata loka I ajosiva longa Adi dogera niyosa atachile inga Mida jima tamida nindathasani sunyanyihu Chadita we ngadwe asu along kayeno murogo Karondo bayapsiyan yidan jogo atodo muyadi pshibye Kiran lechi myalo adasong laya nalo sewan kuro ibimanyeno Kadawa danan jingpanya swa yaudo mugaya shalibi Mahagaruni kandatadawa mya yinwe tagedu dana chikhima karuna shimshido mudo Tadana tatawiniya mya swa tatawa I Chana si bwa lola daunda kumbong khadapshin Nata minya tushindo myapaya a Namo yudhi pyang pyo mangulyo vi Karo yu ju shikho jindi Atuba wedu sinzi madwi pshipa si dati Lubawa ni turogong deya Lubawa yashila de kama Mimiru dwe Aye chizong lu sonay ne Lurogong shipo dwe Turogong deya regu chindong lai na cha shit Turogong ko tapurita lo Tapurita sore sagalonga Lurogong sore debe To lurogong sore debe ko be Tudogong Kaum yade yi chini ne piesong Tenliyo kaum yade yi chini ne piesong di dwe chao Turogong lo Tapurita sore sagalonga Yamalu pianyara pshite. Trogongo good pasan lo Naudanga luriga sore niyama. Ayi chini bari kaundale. Kaumyade ayi chini shilo Turogong tilo tebe ya. Taniya pshin pyome swin Tando purito tapurito. Tando Sinalong echamu yashide Purito Puku Sinalong echamu shide Ayi chingong Sinalong echan sidade Ayi chingong ne piesong ne puku Tapurita lo Pali sabi ma Dilu pyana shide Eri tapurita ne sanwe biro Dhamma ne padabi Taune akajaro Tat dhamma Tadama sure Sagalongo leve Turogong deya lo Pada pyang le shi jare
အဲ့ဒီမှာလည်းပဲတန်တောဓမ္မောတတ္ဓမ္မောစိတ်နှလုံးအေးချမ်းကြောင်းဖြစ်တဲ့ကောင်းမြတ်တဲ့အရည်ချင်းတွေကောင်းမြတ်တဲ့အရည်အသွေးတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားဓမ္မများကိုသူတော်ကောင်းတရားခုနကလူတော်လူကောင်းတွေလိုက်နာကျင့်သုံးတဲ့တရားမျိုးကိုသူတော်ကောင်းတရားလို့သူတို့ခေါ်တာဖြစ်တယ်ဒီနေရာမှာသူတော်ဥစ္စာခုနှစ်ဖြာဆိုတာလေမြန်မာလူမျိုးတွေဘုရားဘာသာဝင်တွေကြားဘူးပြီးတော့နေကြတာဖြစ်တယ်ပေါ့သူတော်ကောင်းတို့ပိုင်ဆိုင်တဲ့ဥစ္စာရွှေငွေဥစ္စာတွေမဟုတ်ဘဲနဲ့ရွှေငွေဥစ္စာတွေတဲ့တန်ဖိုးကြီးတဲ့ဥစ္စာများကိုပိုင်ဆိုင်ကြတာဖြစ်တယ်ဒီနေရာမှာသူတော်ကောင်းဥစ္စာနဲ့သူတော်ကောင်းတရားဟာမတူဘူးဆိုတာလေးကိုခွဲခြားမှတ်သားထားရောထွေးတော့တဲ့သူတော်ဥစ္စာခုနှစ်ဖြာဆိုတာကြတော့သူတော်ကောင်းတွေပိုင်ဆိုင်တဲ့မျက်နှာအပ်တဲ့ယရဏပစ္စည်းခုနှစ်မျိုးလို့အဲ့ဒီခုနှစ်မျိုးဟာတာမန်လောကီလူတွေနှစ်သက်မျက်နှာတဲ့ယရဏမျိုးမဟုတ်ဘဲနဲ့တကယ်သူတော်ကောင်းတွေကတန်မိုးထားတဲ့ယရဏမျိုးသာလည်းဖြစ်တယ်ရတနာဆိုတာစိတ်နှလုံးကိုပျော်မွေ့စေတတ်တယ်လူအကြိုက်ပစ္စည်းမျိုးကိုယရဏလို့ခေါ်တာရတေစနေတိတိရတနာလို့ဆိုတဲ့စိတ်နှလုံးပျော်မွေ့မှုကိုဖြစ်ပေါ်စေတတ်တဲ့ပစ္စည်းလောကမှာလောဘသားတွေကတော့ရွှေငွေဥစ္စာယရဏပစ္စည်းဆိုလို့ရှိရင်ယရဏဆိုပြီးလူကြိုက်တဲ့ပစ္စည်းတွေဖြစ်ကြတယ်အလုံးကရွှေကြိုက်တယ်ငွေကြိုက်တယ်စိန်ကြိုက်တယ်ကြောက်တံပရမများတွေကြိုက်ကြတယ်မျက်နှိုးကြတယ်အဲ့ဒါတွေရှိရင်လည်းဂုဏ်ယူကြတယ်ဝင်ကြွားကြတယ်ပေါ့အဲ့ဒါလို့ယရဏပစ္စည်းလို့အဖို့ထိုက်တန်ဒီအတွက်ကြောင့်ဒီပစ္စည်းတွေကိုယရဏလို့ခေါ်ကြသူတော်ကောင်းတွေကတော့ရွှေငွေကြောက်တံပရမများစိန်စားတဲ့ယရဏများကိုတော့ယရဏလို့ခေါ်ဆိုခြင်းမရှိဘူးသူတော်ကောင်းတွေမျက်နှိုးတဲ့တရားကတော့သူတော်ဥစ္စာခုနှစ်ဖြာသားလင်းဖြစ်တယ်တန်မိုးထားတာချင်းမတူကြဘူးပေါ့နော်တမန်လောကီသားတွေကတော့ရွှေငွေယရဏကိုပဲတန်မိုးထားပြီးရွှေငွေယရဏရှိရင်ဂုဏ်ရှိပြီးလူတွေဟာရွှေငွေယရဏတွေကိုမျက်နှိုးချသူတော်ကောင်းတွေမျက်နှိုးတာကတော့ရွှေငွေရတနာမဟုတ်ဘဲနဲ့လူလောကလူတွေရဲ့အကြည်ချင်းကောင်းတွေကိုမျက်နှိုးတာပဲဖြစ်တယ်အဲ့ဒီသူတော်ကောင်းဥစ္စာခုနှစ်ပါးခုနှစ်ဖြာလို့ဆိုတဲ့အခါကျတော့ဘာကိုဆိုလိုတာတုံးလို့ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာယုံကြည်မှုကိုယုံကြည်မှုရှိမှလောကမှာလိုက်နာဆောင်ရွက်မှုရှိတာဒါမို့ယုံကြည်မှုဟာဓမ္မအရေးကြီးတယ်ယုံကြည်မှုဆိုတာကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ယုံကြည်တယ်ကုသိုလ်တရားကိုယုံကြည်တယ်ကုသိုလ်ကံရဲ့အကျိုးကိုယုံကြည်တယ်ထိုကုသိုလ်ကံကုသိုလ်တရားကိုဟောပြောဆုံးမတဲ့မြတ်စွာဘုရားကိုအသိဉာဏ်ကိုယုံကြည်တယ်ဆိုရယ်ကောင်းတဲ့ဘက်မှာကောင်းတဲ့အလုပ်တွေကိုမှာစိတ်ဝင်စားပြီးယုံကြည်မှုကိုတတ်တာအဲ့ဒါဟာသူတော်ကောင်းဥစ္စာတစ်မျိုးပဲတရားရှိသည့်အတွက်ကြောင့်လူတွေဟာသီလဆိုတဲ့ကောင်းမြတ်တဲ့အခြေခံတစ်ခုကိုရအောင်ယူလေးရှိကြတယ်တန်မိုးထားကြတယ်ယုံကြည်မှုကြောင့်သီလဆိုတဲ့ကိုယ်ကျင့်တရားကိုဖိုးတန်အနေနဲ့ထားသည့်အတွက်ကြောင့်တတ္ထာသည်သူတော်ကောင်းဥစ္စာဖြစ်တယ်လို့နံပါတ်2ကသီလဟာလည်းပဲသူတော်ကောင်းဥစ္စာဖြစ်လာတယ်အဲ့ဒီလိုသီလဆိုတဲ့ကိုယ်ကျင့်တရားခိုင်မာဖို့အတွက်လူတွေရဲ့အတွင်းစိတ်နေသဘောထားနှစ်ခုဟာသိအရေးကြီးတယ်အဲ့ဒါဘာလို့ဆိုရင်နံပါတ်3နဲ့နံပါတ်4ဟိရိနဲ့ဩတ္တပဖြစ်တယ်ပေါ့ဟိရိဆိုတာမကောင်းတဲ့အလုပ်ကိုဆက်ဆုပ်ယုံမုန်းတဲ့စိတ်နေသဘောထားတနည်းအားဖြင့်ဆိုရင်ကိုယ်ခုံသိက္ခာကိုလေးစားတဲ့သဘောတရားဩတ္တပဆိုတာပတ်ဝန်းကျင်ကိုအလေးပြုတဲ့လေးစားတဲ့သဘောတရားမကောင်းမှုဒုစရိုက်တွေကကြောက်လန့်တဲ့သဘောတရားကိုဩတ္တပနော်မြန်မာလိုပြန်တဲ့အခါကျတော့ဟိရိကိုရှက်တယ်ဩတ္တပကိုကြောက်လန့်တယ်လို့သူတို့ပြန်တယ်ရှက်တယ်ကြောက်တယ်ဆိုတဲ့စကားဟာမြန်မာစကားမှာရောထွေးသွားနိုင်တယ်ပေါ့
လောကမှာလူတွေရှက်တယ်ဆိုတာလည်းအမျိုးမျိုးရှိတယ်လူကြားတဲ့ထားပြီးစကားပြောမှရှက်တယ်လို့ရှက်မှုတွေအမျိုးစုံရှိတယ်အဲ့ဒီရှက်မှုတွေကိုစိုးရွံ့နေဆိုတဲ့ရှက်မှုမဟုတ်ဘဲနဲ့ဒီနေရာမှာမဟုတ်တာလောက်ရမှာရှက်တာမဟုတ်တာလောက်ရမှာမဟုတ်တဲ့အလုပ်ကိုယွန်းရှားတာဆက်ဆုပ်တာကိုဟိရိလို့သူတို့ခေါ်တယ်ဒါမို့ဟိရိကိုလစ္စာလို့ရှက်ချင်းဆိုတဲ့အဓိပ္ပာယ်နဲ့ဖလှယ်ပြီးတော့ပြောလို့ရှိကြတယ်ဒီနာကအိန္ဒိယနိုင်ငံတို့သီရိလင်္ကာနိုင်ငံတို့မှသုံးတဲ့စကားလုံးကလစ္စာဆိုတဲ့စကားလုံးကိုသူတို့ကလัจจာဆိုတဲ့နာမည်နဲ့သုံးတယ်အတန်ထွက်တော့လัจจာလို့အတန်ထွက်လัจจာဆိုတာရှက်ချင်းပဲနော်မဟုတ်တာလောကမှာရှက်တာကိုလစ္စာရှက်တယ်ဆိုတာဒါဟိရိဆိုတဲ့စကားလုံးနဲ့တူတယ်ဥဒ္ဒပဆိုတာတော့ပတ်ဝန်းကျင်ကိုလေးပြုတယ်မကောင်းတဲ့အလုပ်ကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုကြောက်တယ်အဲ့ဒါလို့ကြောက်လန့်ခြင်းဆိုတဲ့ဥဒ္ဒပတရားအဲ့တော့ဒီသဘာဝတရားနှစ်ခုဟာလူတော်လူကောင်းဖြစ်ဖို့ကိုချင်းတရားနဲ့ပြည့်စုံမှုအတွက်ဟာဒီတရားနှစ်ခုဟာအမှန်မှအရေးပါတယ်အရှက်ကြောင့်မရှိရင်ကိုချင်းသီလဆိုတာမပြည့်စုံကိုချင်းသီလမပြည့်စုံနိုင်ဘူးဒါကြောင့်မို့အရှက်ကြောင့်ဟာကိုချင်းသီလပြည့်စုံမှုအတွက်အဲ့တော့ရှက်တယ်ဆိုတဲ့သဘောတရားနဲ့ပတ်သက်ပြီးတော့ထပ်ဆင့်ပြီးတော့ရှင်းရမယ်ဆိုလို့ရှိရင်ရှက်တယ်ဆိုတာဘာလဲလို့ဆိုရင်ကိုယ်သိက္ခာကိုထိန်းတဲ့သဘောကိုယ့်ကိုအလေးပြုတဲ့သဘောကြောက်တယ်ဆိုတာပတ်ဝန်းကျင်ကိုလေးစားတဲ့သဘောဒီနှစ်ခုကိုဆိုလို့အဲ့တော့လောကမှာမကောင်းမှုမလုပ်တာဟာကိုယ့်ကိုလေးစားတဲ့အနေနဲ့မကောင်းမှုကိုမလုပ်တာလည်းဖြစ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတဲ့အနေနဲ့မကောင်းမှုကိုမလုပ်တာလည်းဖြစ်တယ်ကိုယ့်ကိုစဉ်းစားတဲ့အခါငါလိုပညာတတ်တယောက်ငါလိုမိသားစုကောင်းကမွေးဖွားလာတဲ့လူတော်လူကောင်းတယောက်ဟာမဟုတ်တာလုပ်လို့ဘယ်ဖြစ်မလဲကိုယ်သိက္ခာကိုကိုထိန်းဥဒ္ဒပကြတဲ့အခါကျတော့ငါမဟုတ်တာလုပ်ရင်ငါရဲ့မိသားစုငါရဲ့ပတ်ဝန်းကျင်ငါရဲ့ဆရာသမားဆွေမျိုးသားချင်းတွေကအစရှက်เสียဖြစ်ကြမှာပေါ့ပတ်ဝန်းကျင်ကိုလေးစားတဲ့သဘောအဲ့ဒါလို့ရှက်မှုကြောက်မှုဆိုတဲ့ဒီဟိရိဥဒ္ဒပဆိုတဲ့တရားနှစ်ခုဟာရှက်မှုကြောက်မှုဆိုတဲ့ဟိရိဥဒ္ဒပတရားနှစ်ခုဟာသူတော်ကောင်းဥစ္စာတဲမှာနံပါတ်3နဲ့နံပါတ်4လို့အဲ့တော့လောကမှာအရှက်မဲ့ပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူတော်ကောင်းဥစ္စာဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အရှက်မဲ့တဲ့ကြောက်လန့်မှုမရှိဘူးဆိုရင်မကောင်းတဲ့အလုပ်တွေကိုလုပ်ကြတော့တာပဲလွယ်ကူလုပ်လေရှိတတ်တယ်ဘယ်သူကစုဆိုင်ရမှာလဲလို့ဆိုပြီးတော့လူတွေဟာမဟုတ်တာလုပ်ရမှာရဲတင်းလာကြတယ်နော် I don't care ဆိုတာအဲ့ဒါပြောတာဘယ်သူမှကြည့်ဥဆိုင်ဘူးဆိုတဲ့စိတ်ဓာတ်မကောင်းတာလုပ်ဖို့ဘယ်သူမှကြည့်ဥဆိုင်ဘူးဆိုတဲ့စကားဟာဥဒ္ဒပပျောက်ကွယ်သွားခြင်းပဲဖြစ်တယ်ပေါ့ပတ်ဝန်းကျင်ကိုလေးစားမှုဆိုတဲ့ဥဒ္ဒပကိုယ်သိက္ခာကိုလေးစားခြင်းဆိုတဲ့ဟိရိဒီသဘာဝတရားနှစ်ခုဟာကိုချင်းသီလပြည့်စုံမှုအတွက်များစွာအထောက်အကူဖြစ်လို့သီလပြည့်တဲ့အခါမှာဟိရိဥဒ္ဒပဆိုတာလည်းပဲသူတော်ကောင်းတွေရဲ့တန်ဖိုးထားရတဲ့ဥစ္စာနှမျိုးပဲဖြစ်တယ်လို့သူဆိုတယ်အဲ့တော့သတ္တသီလဟိရိဥဒ္ဒပလို့ပြီးတဲ့အခါကျတော့နောက်ထပ်သူတော်ကောင်းတွေမြတ်နိုးတာဘာလဲလို့ဆိုရင်သုတ္တဆိုတာဟာသင်ယူမှုသုတ္တလို့ခေါ်တယ်ရှေးခေတ်ကလူကြီးသူမတွေပြောတဲ့စကားနားထောင်တယ်ဟောတဲ့တရားတွေကိုနားထောင်တယ်ဆုံးမတဲ့စကားတွေကိုနားထောင်တယ်အဲ့ဒီနားထောင်ပြီးတော့မှတ်ယူတာကိုသုတ္တလို့ခေါ်တယ်နားနဲ့သင်တယ်လို့ပြောရမှာဖြစ်တယ်ရှေးခေတ်ကတော့စာအုပ်နဲ့သင်တာသိမဟုတ်စာအုပ်ကလည်းများများစားတာမဖြစ်နဲ့မြန်မာနိုင်ငံတောင်မှပဲဒီမြန်မာနိုင်ငံစာပေခေတ်ရောက်လာတဲ့အခါတောင်မှပဲပေပရပိုက်ပေါ်ရေးတာဆိုတော့
စာတော်ဥဖြစ်ဖို့ဆိုတာလက်နဲ့ရေးချရတာဖြစ်တယ်ပေပေါ်မှာကညစ်နဲ့ချစ်ပြီးတော့စာဖြစ်အောင်လုပ်ကြတာဆိုတော့ဘလောက်ခက်ခဲတယ်လဲစဉ်းစားကြည့်ပေါ့ပရပိုက်ပေါ်မှာကန့်ကုဆံဆိုတာနဲ့ရေးတာတို့ပေပေါ်မှာအစင်းထင်အောင်ချစ်ပြီးတော့ထားတဲ့စာတွေတို့အဲ့ဒါတွေကိုဖတ်ကြတာအဲ့တော့များများဆဆခဏိခေလူပေါ်ပေါ်များများမထုတ်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့စာဖတ်တယ်ဆိုတဲ့အစားမှာနားထောင်နေဆိုတာနဲ့ပညာကိုရှာကြတာဖြစ်လို့သုတ္တဆိုတဲ့စကားလုံးကိုသုံးတာလို့ဒါကသမိုင်းကြောင်းကိုဖော်ပြတဲ့အနေအထားအဖြစ်မှတ်သားသင့်တယ်ပေါ့နော်သုတ္တဆိုတာဆိုပါတော့ဘဝမှာကောင်းစားရေးအကျိုးပြုတဲ့လူဘဝအကျိုးပြုတဲ့ပညာရမှန်သမျှဟာသုတ္တဘဝမှာအကျိုးပြုတဲ့ပညာရတည်းဆိုတာဘာလို့ဆိုရင်အချက်ပြုတ်ချက်နီးပြုတ်နီးသင်္နာကအစပေါ့နော်ဘုပုံစားပုံပြင်ဆင်တာနေတာထိုင်တာပြင်ဆင်တာအဆောက်အဦဆောက်တာဒီကနေ့ခေတ်မှာဆိုရင်အတတ်ပညာတွေမြောက်များစွာရှိတယ်အဲ့ဒီအတတ်ပညာမြောက်များစွာကိုသုတ္တလို့ခေါ်တယ်အဲ့ဒီသုတ္တဆိုတာရှိရမယ်ဒါဟာတန်မိုးကြီးမားတဲ့ပညာရှိသူတော်ကောင်းတွေကရွှေငွေတဲ့တန်မိုးထားတဲ့ယရဏပစ္စည်းတစ်မျိုးဖြစ်သတ်မှတ်ကြတယ်ပေါ့သုတ္တဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလက်ရှိဘဝမှာလည်းကောင်းစားဖို့နောက်ဘဝမှာလည်းကောင်းစားဖို့ဘဝနှစ်ခုတပြိုင်နက်စဉ်းစားဆင်ခြင်ပြီးဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းကိုယ်အတွက်လည်းကောင်းသူ့အတွက်လည်းကောင်းဆိုနှစ်ဦးနှစ်ဝအကျိုးရှိဖို့ရအတွက်လမ်းညွှန်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာခြင်းသင်ယူခြင်းမှတ်သားခြင်းဟာသုတ္တအဲ့တော့ပြောမယ်ဆိုရင်သုတ္တဆိုတာလောကမှာသိတဲ့သိလိုက်တဲ့ subject matter တွေကိုသုတ္တလို့ဒီလိုခေါ်မှာဖြစ်တယ်ဒီကနေ့ခေတ်မှာတော့သုတ္တတွေမြောက်များစွာပေါ်ထွန်းလာတာပေါ့ရုက္ခဗေဒရူပဗေဒဘူမိဗေဒစသဖြင့်ပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်သင်ထားလို့သိကြတဲ့အတတ်ပညာတွေမှန်သမျှကိုသုတ္တလို့ပဲခေါ်ရမှာဖြစ်တယ်ဒီသုတ္တကိုပဲပညာလို့ဒီကနေ့ခေတ်မှာပြောကြတာပညာသင်တယ်ပညာသင်တယ်ဆိုတာတကယ်ကတော့သုတ္တဆိုတဲ့ subject ကိုပဲသင်တာပဲဖြစ်တယ်ပညာဆိုတာသင်ထားတဲ့ပုံမှာဆင်ញင်သုံးသပ်ပြီးသိတဲ့အသိကြမှာပညာလို့ပြောရမှာဖြစ်တယ်ပေါ့သို့တော်သုတ္တနဲ့ပညာဟာဆက်နွယ်နေတာဖြစ်သောကြောင့်ပညာသင်တယ်လို့ပဲခေါ်လိုက်ကြတယ်ပေါ့အဓိပ္ပာယ်မှာအဲ့ဒါလို့ရှိတယ်နော် subject matter နဲ့ knowledge ပေါ့အဲ့ဒါလို့သုတ္တဆိုတာဟာအပြစ်ကင်းတဲ့အတတ်ပညာမှန်သမျှအလုံးသိတာသုတ္တထိုသုတ္တဆိုတဲ့အတတ်ပညာအသိပညာရှိခြင်းကြောင့်ဘဝမှာချမ်းသာဒုက္ခကိုရနိုင်တယ်ဒါကြောင့်မို့လို့မျက်နှိုးထိုက်တဲ့ယရဏပစ္စည်းတစ်မျိုးပဲလို့သူဆိုတယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်စာခတယ်လောကကြီးမှာကိုတယောက်တည်းနေတာမဟုတ်သည့်အတွက်ကြောင့်ကိုဖို့သာစဉ်းစားတဲ့ပုဂ္ဂိုလ်တယောက်ဟာလောကမှာကင်းကွာနေတဲ့လူတယောက်သာဖြစ်တယ်ဒါကြောင့်မို့အများနဲ့အပေါင်းနဲ့အသင်းနဲ့နေတဲ့လူတယောက်ဟာအများကိုကောင်းကျိုးပြုတဲ့ကိုယ့်ရဲ့ဆွလွတ်မှုဆိုတာရှိကိုရှိရမယ် generosity ကိုယ်ပိုင်တဲ့အရာတစ်ခုသို့မဟုတ်ကိုယ်မှာရှိတဲ့အရာတစ်ခုအများနဲ့ခွဲဝေသုံးစွဲနိုင်တဲ့ generosity ဆိုတဲ့သဘောတရားကိုစာခလို့ဒီလိုခေါ်တာနော်စာခလို့ခေါ်တယ်အဲ့ဒီစာခတရားဟာဒါနတရားလို့ပေးဖို့ကမ်းဖို့ဆွလွတ်ဖို့ကိုယ့်အတွက်တဲ့သူများအတွက်ပါကြည်တယ်ဆိုတဲ့သဘောတရားမစ္စရိယဆိုတဲ့ငါးသာသုံးမယ်ဆိုတဲ့ဒီအများနဲ့ကင်းကွာလွတ်လပ်နေတဲ့ဘောင်ကျင်းတဲ့စိတ်နေသဘောထားမဟုတ်ဘဲနဲ့စိတ်နေကျေပြန့်တဲ့သဘောတရားဖြစ်လို့ဒါလည်းပဲသူတော်ကောင်းတွေအတွက်မျက်နှိုးရမယ်အရည်ချင်းတရားဖြစ်တယ်ဒါကြောင့်ဟိုစာခဆိုတာလည်းအရည်ချင်းမြန်မာလူမျိုးတွေကတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားကြလို့
စာခတရားဟာမြန်မာနိုင်ငံမှာအထွန်းကားဆုံးလို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်ဘယ်လူမျိုးမှမရှိပဲကိုမစားပဲသူများကိုကြွေးတယ်ဆိုတဲ့လူမျိုးပေါ့မြန်မာလူမျိုးတောအရက်မှနေကြတဲ့လူတွေဆိုလို့ရှိရင်ဧည့်သည်တောင်းတယ်လာလို့ရှိရင်ဟင်းကောင်းချက်ကြွေးတယ်သူတို့ကြတော့ဖြစ်တယ်လို့စားကြတယ်ဒီလိုထိအောင်စာခတရားကိုမျက်နှိုးကြတယ်လို့ပြောအောင်ဒီလိုအရာမျိုးဟာနိုင်ငံတကာမှာရှားတဲ့အရာဖြစ်တယ်ရှားတာဟာစာခတရားခေါင်းပါခြင်းလို့ဒီလိုဆိုရမှာဖြစ်တယ်တလောကဇန်နဝါရီလ1 ရက်နေ့ကပြည်သူရင်ပြင်မှာနိုင်ငံတကာနှစ်တကူနှစ်ဦးကာလတရားဝဲကြီးကျင်းပတော့ဂျာမနီနိုင်ငံကလာရောက်လာတဲ့တိုရစ်အမျိုးသမီးတယောက်တရားပွဲထဲမှာပါလာတယ်ဆိုတာသိရတယ်သူကဘာတွေစိတ်ဝင်စားတော့ကြည့်လိုက်သိမ့်ချီတဲ့လူထုပရိသတ်ကိုအဲ့ဒီထဲမှာကျွေးမွေးနေတာတွေကိုလက်ဆောင်ပစ္စည်းတွေပေးကျွေးမွေးနေတာတွေကိုသူကတအံ့တော်ကြည့်သူတို့စီမှာဆိုရင်ရေတောင်တိုက်မှာမဟုတ်ဘူးကော်ဖီလေးတစ်ခွက်တိုက်ဖို့တောင်မလွယ်ဘူးသိမ့်ချီတဲ့ပရိသတ်တွေကိုအဲ့ဒီနေ့ကကျွေးမွေးတာကိုသူစိတ်ပါဝင်စားတယ်တကားသိမ့်ချီတဲ့ပရိသတ်ငြိမ်သက်ပြီးတော့တရားနာနေကြတာကိုလည်းပဲသူအလွန်စိတ်ဝင်စားသွားတယ်ဘာကြောင့်သိတော့ဆိုဘုန်းကြီးတို့စီရောက်လာတဲ့အခါကျတော့ဗမာစကားနားမလဲပဲနဲ့တဏှာကြီးကြောငုတ်တုတ်ထိုင်းနေတာမင်းမပြင်းဘူးလားလို့ဆိုမပြင်းဘူးတဲ့လူတွေကိုကြည့်ပြီးလူတွေရဲ့ feeling နဲ့သူ့စိတ်ထဲမှာကြည်နူးနေတယ်လို့ပြောတယ်သူကနော်အဲ့တော့မြန်မာလူမျိုးတွေရဲ့စာကတရားတို့ဆိုတာအလွန်မြင်မာတယ်လို့ပြောရမှာဒါသူတော်ကောင်းဥစ္စာကိုယ်မှာကြွယ်ဝချမ်းသာနေခြင်းလို့ဖြစ်လို့မြန်မာနိုင်ငံဟာအလှူဒန်းမှာကမ္ဘာမှာနံပါတ်1ဖြစ်တာပေါ့ဒါကြောင့်စာကားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောကြားတဲ့အခါမှာဝိကတပလမစ္စေရိနစေတတာအခါရံအစ္ဆဝတ္တိအိမ်မှာနေတဲ့အခါမှာနှမျောတွန့်တူတွေစိတ်တွေကင်းနေစိတ်ထဲမှာနှမျောတယ်သူ့တော့မပေးဘူးမကြွေးဘူးဆိုရယ်စိတ်ဓာတ်မျိုးမရှိဘူးတဲ့မြန်မာလူမျိုးတွေကလူမြင်လိုက်တာနဲ့ကြွေးခြင်းနဲ့မွေးခြင်းနော်ပေးခြင်းနဲ့ကမ်းခြင်းနဲ့ဆိုရယ်စိတ်ဓာတ်ဒါအလွန်တမိုးရှိတဲ့စိတ်ဓာတ်တစ်ခုလို့ပြောကျွေးမွေးခြင်းနဲ့စိတ်ဓာတ်ပယတပါဏိတဲ့နောက်ထပ်ဟောတဲ့စကားဝတ္တကရတောဆွလွတ်ခြင်းပေါ်မှာပြောမွေးတယ်ပယတပါဏိဆေးကြောပြီးသောလက်ရှိသူဆေးကြောထားတဲ့လက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာရောအင်းလို့ဘယ်သူကိုမပေးရဖို့ရ ready ဖြစ်နေအစဉ်သင့်ဖြစ်နေတယ်လို့ဆိုလိုတယ်ပေါ့နော်ဆေးကြောပြီးသောလက်ရှိသူသို့မဟုတ်ဖြူစင်သောလက်ရှိသူလို့ဒီလိုတည်းပဲရတယ်ဒါနတံဝိပါကရတောပေးကမ်းခြင်းခွဲခြားဝေဖန်ခြင်းမှာပျော်မွေ့တယ်ယာစယောကောဘယ်သူကတောင်းအလွယ်တကူပေးနိုင်တဲ့အနေအထားမျိုးရှိတယ်ဒီလိုဆိုလို့တယ်ဒါကြောင့်မို့စာကဆိုတဲ့တရားဟာလည်းပဲမြန်မာလူမျိုးတွေရဲ့ဘဝမှာချမ်းသာကြွယ်ဝတဲ့စာကတရားဟာသူတော်ကောင်းတွေမျက်နှိုးတဲ့သူတော်ဥစ္စာခုနှစ်ပြားတွေကတရားတစ်ခုပဲဖြစ်တယ်ဒါလည်းပဲတန်မိုးထားရတဲ့အရာဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ပညာဒီပညာကတော့အရာခတ်သိမ်းထဲမှာတော့အမြတ်ဆုံးပဲပညာဆိုဒီမှာအမှန်အကန်ဆင်ញင်စဉ်းစားပြီးဆင်ញင်တုံတရားနဲ့သိရှိနားလည်အကြောင်းနဲ့အကျိုးတွေးခေါ်မျှော်မြင်တတ်မှုကိုပညာလို့ခေါ်တယ်ဘယ်အရာပဲဖြစ်ဖြစ်ဒီလိုလုပ်ရင်ဘာဖြစ်မလဲဒီလိုပြောလိုက်ရင်ဘာဖြစ်မလဲဒီလိုလုပ်ရင်ဘယ်လိုအကျိုးရမယ်ဟိုလိုလုပ်ရင်ဘယ်လိုအကျိုးရမယ်စသဖြင့်တွေးခေါ်မျှော်မြင်ဆင်ញင်တတ်တဲ့သဘောဟာပညာအဲ့ဒါလို့ဆင်ញင်ပြီးသိတဲ့ပညာဟာတော့တန်ဖိုးအရှိဆုံးယရနာဆိုတာအလုံးကသိကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပညာနရဏံရတနံပညာသည်လူသားတို့ရဲ့ယရနာတစ်ခုပါလို့ဒီလိုဟောတယ်မြန်မာနိုင်ငံမှာလည်းပဲဘုရားရဲ့အဆုံးအမကိုရထားတော့ပညာရွှေအိုးလူမခိုးဆိုပြီးတော့ပ
ပညာအကြောင်းကိုတမိုးထားပြီးပြောလို့ရှိကြတာပေါ့နော်တကယ်သိပညာတတ်ပညာဆိုတာလွန်တမိုးရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာလည်းပဲပညာဟာအထိတ်ဆုံးမှရှိတယ်ပညုတ္တရသဗ္ဗေဓမ္မာတဘာဝတရားအလုံးထဲမှာတမိုးရှိဆုံးကတော့ပညာပဲလို့ဆိုလိုတယ်ပေါ့ကျန်တဲ့တွေဘလို့ရှိပညာမရှိဘူးဆိုရင်လွယ်မှားသွားနိုင်တယ်ပေါ့အလုံးဟာလွယ်ချော်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လွဲချော်မရှိအောင်ထိန်းချောင်းပေးနိုင်တဲ့အသိဟာအင်မတန်မှအရေးကြီးတဲ့အရာဖြစ်လို့တန်ဖိုးအရှိဆုံးယရနာပဲလို့ဒါသူတော်ဥစ္စာခုနှစ်ပြားသူတော်ကောင်းတွေရဲ့ဥစ္စာအနေအချင်းဒီခုနှစ်မျိုးကိုသတ်မှတ်ပြီးတော့ဖော်ပြတယ်တတ္တာဟိရိဩတ္တပတတ္တာသီလဟိရိဩတ္တပတုတ္တစာကပညာလို့ခေါ်တယ်အဲ့တော့ကိုဒီသူတော်ဥစ္စာခုနှစ်ပြားမရှိသေးရင်ရှိအောင်ကြိုးစားမှာရှိနေလို့ရှိရင်ဒါတန်ဖိုးရှိမှတန်ဖိုးထားတတ်ဖို့လိုအပ်တယ်ပေါ့တန်ဖိုးရှိတယ်ဆိုတာကိုသိရှိပြီးတန်ဖိုးထားကြရမှာဖြစ်တယ်လူဘဝနဲ့သူတော်ကောင်းတရားဆိုတာကြတော့ဒီသူတော်ဥစ္စာခုနှစ်ပြားနဲ့တူတဲ့အချက်ကတူတော့လည်းပဲအားလုံးတူညီတာမဟုတ်ဘူးပေါ့အဲ့တော့သူတော်ကောင်းတရားဆိုဒီမှာသူတော်ကောင်းတွေမှာရှိတဲ့အရေးအသေးအရေးချင်းတွေလို့ဆိုလိုတယ်ပေါ့အဲ့ဒီသူတော်ကောင်းတွေမှာရှိတဲ့အရေးချင်းဟာဘုရားဘာသာဝင်သူတော်စင်တွေအလုံးရထားကြတယ်ဝိဇ္ဇာစရဏတမ္ပနောဆိုတဲ့မယ်အသိပညာ3ရပ်သို့မဟုတ်အသိပညာ8ရပ်ဒါကိုဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးလို့ခေါ်တယ်အဲ့ဒီအသိပညာ3ရပ်အသိပညာ8ရပ်ရဲ့စရဏတရား15ပါးဆိုတဲ့ထဲမှာသူတော်ကောင်းတရား9ပါးပါတယ်အဲ့ဒီသူတော်ကောင်းတရား9ပါးဟာသူတော်ဥစ္စာ9ပြားနဲ့လုံးဝတူတာအကုန်လုံးမတူဘူးတူတဲ့ဟာတူတယ်ပေါ့နော်ကွက်ပြားခြားနားမှုရှိတယ်ဆိုတာမှတ်သားဖို့လိုတယ်များသောအားဖြင့်သူတော်ဥစ္စာ9ပြားကိုအတိများတော့လဲသူတော်ကောင်းတရား9ပါးကြတော့နည်းနည်းသိတဲ့ပုဂ္ဂိုလ်ဟာအရေးအတွက်နည်းသွားတယ်ဒါကြောင့်လူတော်လူကောင်းတွေမှာရှိရမယ့်တရား9မျိုးကိုဒီကနေ့ညရှင်းပြမှာဖြစ်ပါတယ်လောကမှာလူတော်လူကောင်းတွေမှာဒီအရေးချင်း9မျိုးဟာအရေးကြီးဆုံးပဲဒီအရေးချင်း9မျိုးရှိခြင်းကြောင့်သူ့ကိုသူတော်ကောင်းလို့ပဲခေါ်တာဖြစ်တယ်ဒါကြောင့်သူတော်ကောင်းတွေဟာလိုက်နာကျင့်သုံးတဲ့တရား9မျိုးဖြစ်လို့သူတော်ကောင်းတရား9ပါးလို့ဒီလိုဆိုတာဖြစ်တယ်ပေါ့အဲ့ဒီသူတော်ကောင်းတရား9ပါးဟာစရဏနိဗ္ဗာန်ရောက်ကြောင်းတရား15ပါးထဲမှာအပါဝင်ဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုရင်ဒီ9ပါးမပါဘဲနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးအဲ့တော့နိဗ္ဗာန်ရောက်ဖို့အရေးချင်းတွေဟာသူတော်ကောင်းတရား9ပါးတတ္ဓမ္မလို့ခေါ်တယ်တတ္ဓမ္မဆိုတာသူတော်ကောင်းတရားစိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတတ်တဲ့တရား9မျိုးသို့မဟုတ်အေးချမ်းနှလုံးသားရဲ့အေးချမ်းမှုကိုဖော်ဆောင်နိုင်တဲ့တရား9ပါးလို့ဒီတရား9ပါးခုနကသူတော်ဥစ္စာ9ပါးနဲ့အချို့အချက်တွေမှာပါဝင်တော့လဲအချို့အချက်တွေမှာမပါတာလည်းရှိတယ်ပေါ့နော်အဲ့တော့သူတော်ကောင်းတရား9ပါးဆိုတာနံပါတ်1ကတတ္ထာသူတော်ဥစ္စာ9ပြားတုန်းကလည်းပဲနံပါတ်1ကတတ္ထာပဲခုသူတော်ကောင်းတရား9ပါးလို့ဆိုတဲ့အဲမှာလည်းပဲနံပါတ်1ကတတ္ထာပဲဖြစ်တယ်အဲ့တော့တတ္ထာဆိုတာယုံကြည်မှုလို့ဘာသာပြန်တယ်ယုံနေကြည်တယ်ဆိုတဲ့စကားလုံးနှလုံးကိုခွဲခြားမှတ်သားထားယုံနေဆိုတာဘာကိုယုံတာတော့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံတာလို့ဆိုတယ်မြတ်စွာဘုရားရဲ့ယုံနေဆိုတာလက်ခံတာနော်လက်ခံထားတာအသိဉာဏ်နဲ့ပတ်သက်ပြီးအသိမှတ်ပြုထားတယ်လက်ခံထားတယ်ဒါကိုယုံတယ်လို့ခေါ်တာနော်ကြည်တယ်ဆိုတဲ့သဘောတရားဘာလို့ဆိုရင်တရားကိုယ်စိတ်ထဲမှာတရားဖြစ်ပြီဆိုလို့ရှိရင်စိတ်ဟာကြည်သွားတယ်ကြည်လေတရားဖြစ်နေပြီဆိုလို့ရှိရင်
လူတွေဟာစိတ်ကလေးကြည်လင်းနေပြီဆိုရင်ဘုရားကတန်ရှင်းလုပ်တယ်ဘုရားပန်းရည်ချမ်းလုပ်တယ်အိမ်တန်ရှင်းတယ်စိတ်မကြည်ဘူးဆိုရင်ဒါတွေမလုပ်ဘူးကောင်းတဲ့အလုပ်လုပ်ဖို့ဆိုတာစိတ်ကြီးနေမှလုပ်တာဖြစ်တယ်ဒါကြောင့်မို့လို့တတ္တာကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကတတ္တာဖြစ်ပေါ်လာလို့ရှိရင်စိတ်ထဲမှာနောက်ကျနေတဲ့လောဘတွေကင်းစင်သွားတယ်လောဘတွေအနေထိုင်သွားတယ်ဒေါသတွေအနေထိုင်သွားတယ်မောဟတွေအနေထိုင်သွားလို့ရေမှာအနေတွေထိုင်တဲ့အခါရေကလေးကြီးနေတယ်လို့စိတ်ရဲ့အနေတွေဖြစ်တဲ့လောဘဒေါသမောဟအကုသိုလ်တရားတွေအနေထိုင်သွားတဲ့အခါစိတ်ကလေးဟာကြီးလာတယ်အဲ့ဒီစိတ်ကလေးကြီးနေတာကိုတတ္တာလို့ခေါ်တယ်ဒီလိုဆိုလိုတယ်နော်တရားတရားဖြစ်လာလို့ရှင်စိတ်ချီတယ်စိတ်ချီသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားလာကြည့်နေစိတ်ဆိုးနေတယ်စိတ်တိုးနေတယ်စိတ်ကောက်နေတယ်ဆိုတဲ့လူတယောက်ဟာကုသိုလ်ကောင်းမှုလုပ်ဖို့ခဲရင်တာပဲအဲ့ဒီအချိန်မှာစိတ်ဆိုးစိတ်ကောက်မှုတွေကြောင့်မို့လို့စိတ်ဟာမကြည်မလင်ဖြစ်နေတယ်မကြည်မလင်ဖြစ်နေရင်ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်မဝင်စားဘူးဒါကြောင့်မို့တတ္တာကိုယုံကြည်တယ်ဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်ပြီးတော့ပြောထားတာဖြစ်တယ်အဲ့တော့ယုံကြည်တယ်ဆိုတဲ့နေရာမှာဥပမာပေးထားတာရှိတယ်တတ္တာဖြစ်ပေါ်လာလို့ရှိရင်စိတ်ကလေးကြည်သွားတယ်ဆိုတာနဲ့ပတ်သက်ပြီးတတ္တာဟာဘာနဲ့ဥပမာတူတယ်လဲစัจ java ရိမင်းကြီးပိုင်ဆိုင်တဲ့ဗရမ ्या ယရနာနဲ့ဥပမာတူတယ်ဗရမ ्या ဆိုတာတာမန်ဗရမ ्या မဟုတ်ပဲနဲ့စัจ java ရိမင်းကြီးပိုင်ဆိုင်တဲ့သူ့ရဲ့ယရနာ9ပါးထဲမှာပါဝင်တဲ့ဗရမ ्या ရဲ့အစွမ်းအဲ့ဒီစัจ java ရိမင်းကြီးပိုင်ဆိုင်တဲ့ဗရမ ्या ယရနာဟာရေကိုတန့်စင်စေတယ်ပေါ့အဲ့တော့ခုခေတ်လူရေတန့်ဘူးတွေဘာတွေဆောင်းစရာမလိုဘူးဘယ်ရေပဲဖြစ်ဖြစ်စัจ java ရိမင်းကြီးရဲ့ဗရမ ्या ထည့်လိုက်လို့ရှိရင်ရေဟာတန့်စင်သွားတယ်လို့သူတို့ဆိုတယ်နော်ချက်ချင်းအနေတွေထိုင်သွားပြီးဗရမ ्या ရဲ့စွမ်းအားကြောင့်ရေဟာချက်ချင်းတန့်စင်သွားတယ်တဲ့စัจ java ရိမင်းကြီးရဲ့ဗရမ ्या လို့တရားဆိုတာဖြစ်လိုက်တာနဲ့လူရဲ့စိတ်အနောက်အကျတွေကင်းသွားပြီးတော့တန့်စင်ကြည်လင်ပြီးတော့သွားတယ်လို့စာပေကျမ်းဂန်မှာဒီလိုမှတ်တမ်းဆိုထားတာဖြစ်တယ်ပေါ့စัจ जा မင်းရဲ့ဗရမ ्या ယရနာလို့စိတ်ကိုကြည်လင်စေတတ်လို့တတ္တာဟာကြည်စေတတ်တဲ့လက္ခဏာကြည်စေတတ်တဲ့ကိစ္စရှိတယ်လို့ဆိုတယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်တတ္တာဆိုတာရဲရင်မှုပဲတရားယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်တွေဟာရဲရင်ကြတယ်ပေါ့အဲ့ဒီယုံကြည်ချက်ရှိသည့်အတွက်ကြောင့်သူ့ရဲ့ရဲဝံ့မှုဟာကိုယ်ပိုင်တဲ့ပစ္စည်းကိုလည်းစွန့်လွတ်ဝင်တယ်တနေ့ကဖျားဌာပနာတော့သွင်းတယ်နော်တရားစွမ်းအားကြီးလာတဲ့ပုဂ္ဂိုလ်တွေဟာလူစရာတန်းစရာမပါဘူးဌာပနာသွင်းတဲ့ပွဲတွေမှာကြုံကြတဲ့တချို့ပုဂ္ဂိုလ်တွေဟာနှထောင်းကနားကနှထောင်းကိုဖြုတ်ပြီးတော့ဖျားကိုလှူကြတယ်ဝတ်လာတဲ့လက်စွပ်ကိုချွတ်ပြီးတော့ဖျားကိုလှူကြတယ်စွန့်ဝတ်နေဆိုတဲ့အဓိပ္ပာယ်ရတယ်နော်တရားရှိရင်စွန့်ဝတ်မြန်မာလူမျိုးတွေဟာအကျဉ်းချင်းတမျိုးကိုကြုံတတ်ကြတယ်လူကျင်တန်းကျင်တဲ့စိတ်ဖြစ်လာပြီဆိုရင်ကိုဝတ်လာတဲ့လက်စွပ်ကိုပန်းလာတဲ့ပန်းဆင်းလာတဲ့စိတ်နှခတ်ကစားဖြုတ်ပြီးတော့လှူကြတယ်တန်းကြတယ်ဆိုတာရှိတယ်အဲ့ထဲမှာပါလာတဲ့ငွေကြေးတနာလှူတာအတာထားယရနာပစ္စည်းတွေကိုလှူဖို့တောင်မှဝန်မလေးဘူးဆိုဒါတတ္တာရဲ့စွမ်းအားလို့ခေါ်တယ်နော်အဲ့ဒီတတ္တာတရားဟာသူတော်ကောင်းတွေမှာရှိတဲ့သူတော်ကောင်းတွေရဲ့ယင်ထဲမှာဖြစ်တဲ့တရားမျိုးဖြစ်သည့်အတွက်ကြောင့်သူတော်ကောင်းတရားလို့ဒီလိုခေါ်တယ်သူတော်ကောင်းတရားတမန်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ယင်ထဲနှလုံးထဲမှာတတ္တာဆိုတာမဖြစ်ဘူးဒီပစ္စည်းကိုဘာလို့လှူမှလဲကိုပင်ပင်ပန်းပန်းရှာထားတာကိုပဲသုံးမှပေါ့ဆိုတဲ့အတွေးပဲရှိမယ်နော်အဲ့တော့တမန်ပုဂ္ဂိုလ်ကလှူနိုင်တာတန်းနိုင်တာမဟုတ်ဘူးငါချွေးနဲ့သွေးနဲ့ရင်းနှီးပြီးရှာထားတဲ့ပစ္စည်းကိုအလကားပေးမပြတ်နိုင်ပါဘူးဆိုတဲ့အတွေးအဲ့ဒီအတွေးမျိုးဝင်လာရင်တတ္တာကင်းမဲ့သွားတဲ့သဘောမစ္စရိယဆိုတဲ့သဘောကလွှမ်းမိုးလာတဲ့အခါမှာလှူမှုတမ်းမှုတွေကနောက်ဆုတ်သွားတယ်ပေါ့တရားရှိပြီဆိုရင်လှူမှုတမ်းမှုတွေဟာရှစ်တက်လာတယ်
တော့ရှေ့တက်လာသည့်အတွက်ကြောင့်လှူလိုက်တန်းလိုက်ခြင်းကြောင့်ဘဝတစ်ခုမှာမလှူခြင်းမတန်းခြင်းနှမျောတွန့်တိုခြင်းဟာသူပစ္စည်းဒီဘဝမှာတော့သူကသူ့ကိုယ်သူပြန်ပြီးတော့ထိမ့်လိုက်လို့သူပိုင်ဆိုင်မှုမဆုံးရှုံးမှုလို့ပြောလို့ရကောင်းရလိမ့်မယ်သို့တော့ပစ္စည်းတစ်ခုလူတစ်ယောက်ကပိုင်ဆိုင်တာဟာဘယ်လောက်အတိုင်းအတာအထိပိုင်ဆိုင်သလဲတစ်သလုံးကိုယ်နဲ့ရှိနေတယ်ပဲထားတနေ့ကြလို့ရှင်အနိစ္စသဘောတရားအရမျက်လုံးလေးနှလုံးမှိတ်သွားတာနဲ့တပြိုင်နက်ဒီပစ္စည်းကိုထားခဲ့ရပြီဟောပိုင်ဆိုင်မှုဆိုတာအကန့်အသတ်ရှိတယ်တို့ဆိုလို့တယ်နော်အဲ့တော့ပိုင်ဆိုင်မှုကအကန့်အသတ်တွေနဲ့သွားတာပိုင်နေဆိုတဲ့ပစ္စည်းတစ်ခုဟာအတိုင်းအတာတစ်ခုရတာသုံးပိုင်ခွင့်ရှိတဲ့သဘောမျိုးပိုင်ဆိုင်တာသာဖြစ်တယ်တကယ်တော့ကိုယ်အကုန်လုံးပိုင်သလားလို့ဆိုတော့စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုရင်နော်လူတွေမှာကိုယ်ကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကတော့လဲကိုယ်ကိုစွန့်တယ်နော်ဟောတခါပစ္စည်းဥစ္စာဆိုတာဒီလူဆိုတို့တခိုးတို့ဓမြတို့နဲ့တွေ့ရင်ပါသွားဗျာအဲ့ဒါပစ္စည်းကကိုယ်ကိုစွန့်သွားတာမေ့နေလို့ရှိရင်လည်းပါသွားဗျာဓမြစီပျောက်သွားဗျာအဲ့တော့ပစ္စည်းကတော့လေကိုယ်ကိုစွန့်သွားတယ်ကိုယ်ကတော့လေပစ္စည်းကိုစွန့်ဆိုတာကိုယ်ကဘဝတစ်ခုဏီကုန်းချုပ်သွားပြီဆိုရင်ပစ္စည်းကိုကိုယ်ထားခဲ့ရတယ်အဲ့တော့ပစ္စည်းကတော့လေကိုယ်ကိုထားသွားတယ်ကိုယ်ကတော့လေပစ္စည်းကိုထားခဲ့ရတယ်ဒီနှမျိုးဟာတစ်မျိုးမျိုးနဲ့ပဲအဆုံးသတ်မယ်ဆိုတာဒါစဉ်းစားကြည့်ထိတယ်မှန်တာမရှိဘူးပေါ့ဒါကြောင့်မို့အဲ့ဒီလိုပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ဒီလိုပဲစွန့်လွတ်ကြရတာဖြစ်တယ်ပေါ့အဲ့ဒီတရားဒီပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုတာအကန့်အသတ်နဲ့ရှိတာဖြစ်တယ်အခုလို့သူတော်ကောင်းတို့ရဲ့အရေးချင်းဓမ္မကိုပိုင်ဆိုင်တာကြတော့အကန့်အသတ်မရှိဘူးရှင်တဲ့နှလုံးထဲမှာကိန်းဝတ်နေတဲ့ပစ္စည်းတစ်ခုတရားတရားရှိနေပြီဆိုရင်သီလကိုလည်းစောင့်တည်တာပဲသမာဓိတရားကိုလည်းကြိုးစားအထုတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတတ္ထာဖီဇံတပောဝုဋ္ဌိဆိုတဲ့ဥပမာတင်စားပြီးဟောတဲ့အခါမှာတရားဟာမျိုးစေ့နဲ့အလားတရံတူတယ်မျိုးစေ့နဲ့ဘယ်လိုတူသလဲမျိုးစေ့ဆိုတဲ့ဒီတရေစေ့ပဲဖြစ်ဖြစ်ပါမျိုးစေ့ပဲဖြစ်ဖြစ်မျိုးစေ့လေးတစ်စေ့ဟာအလုံးနှစ်ခုကိုလုပ်တယ်အလုံးနှစ်ခုဆိုဒီမှာမျိုးစေ့ကိုမြေထဲချပြီးတော့စိုက်လိုက်ပြီဆိုရင်အောက်ကိုအမြင့်သက်ဆင်းခြင်းဆိုတဲ့အလုပ်ရဲ့အပေါ်မှာအညောင်းတက်လာခြင်းဆိုတဲ့အလုပ်ရဲ့ဒီနှစ်ခုလုပ်တယ်အဲ့ဒါမျိုးစေ့ကထွက်တာနှစ်ခုရှိတယ်နော်အပေါ်တက်လာတာလည်းမျိုးစေ့ကပဲအောက်အမြင့်ဆင်းသွားတာလည်းမျိုးစေ့ကပဲမျိုးစေ့တစ်ခုတစ်ခုမှာနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုအလုံးလုံးတလို့ပဲတဲ့တရားဟာမျိုးစေ့နဲ့တူတယ်တရားဆိုတဲ့မျိုးစေ့ဟာလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ကုသိုလ်ရဲ့အရင်မြစ်ဖြစ်တဲ့ကိုချင်းသီလကိုထိမ့်သိမ်းဆောင်ရှောက်လာတယ်အဲ့ဒါဟာအမြင့်သက်ဆင်းခြင်းပဲဖြစ်တယ်တရားတရားကိုဆက်နွယ်ပြီးတော့သီလဆိုတဲ့အမြင့်သက်ဆင်းသွားတယ်တရားတရားကိုအကြောင်းပြုပြီးတော့သမထဝိပဿနာအကျင့်ကိုကျင့်နေဆိုတဲ့အညွန့်ကိုတက်စေတယ်ဟောနှစ်ခုအဲ့ဒါလို့မျိုးစေ့နဲ့အလားတရတူတယ်နောက်တနည်းတရားဟာပစ္စည်းဥစ္စာနဲ့အလားတရတူတယ်လူတွေဟာပစ္စည်းဥစ္စာရွှေငွေယရနာရှိနေပြီဆိုလို့ရှိရင်အဲ့ဒီလူတွေဟာဘာပဲဝဲငွေကြေးတနာကိုနဲ့အတူရှိနေပြီဆိုရင်ငွေကြေးတနာနဲ့လူချနာဝယ်လို့ရတယ်လို့ပဲတရားတရားရှိပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာဒါနကောင်းမှုလည်းပြုနိုင်တာပဲသီလလည်းစောင့်တည်နိုင်တာပဲသမထဝိပဿနာတရားကိုလည်းကြိုးစားအားထုတ်နိုင်တာဖြစ်သောကြောင့်သူ့ဘဝဟာဒါနကိုအကြောင်းပြုပြီးဘဝမှာပြည့်စုံမှုတွေဖြစ်တယ်သီလကိုအကြောင်းပြုပြီးဘဝမှာအခြေအနေတွေကောင်းတယ်ဘာဝနာကိုအကြောင်းပြုပြီးတော့ဘဝမှာအသိဉာဏ်တွေဖွံ့ဖြိုးတယ်ဆိုတဲ့အကျိုးတရားတွေသီလကနေဆက်နွယ်ပြီးတော့ရလာတာဖြစ်တယ်ဒါကြောင့်တတ္ထာကနေဆက်နွယ်ပြီးတော့ရလာတာဖြစ်တယ်ဒါကြောင့်မို့တတ္ထာကိုဝိတ္တပစ္စည်းဥစ္စာလို့ဒီလိုဆိုလို့ရပေါ့
အဲ့ဒါလို့မြတ်စွာဘုရားဟာဥပမာတွေနဲ့ပေးပြီးတော့ဟောကြားတာအဲ့ဒီတတ္တဟာသူတော်ကောင်းတွေရဲ့ယင်ထဲမှာရှိတဲ့သရတရားဓမ္မတစ်ခုပဲဖြစ်လို့သူ့ကိုသူတော်ကောင်းတရားလို့ဒီလိုခေါ်တယ်နော်နောက်တစ်ခုကတော့ဟိရိနဲ့အတ္တပဒီမှာခုနတုန်းကတတ္ထာပြီးတော့သီလတဲ့နော်သူတော်ကောင်းဥစ္စာပြောတော့ကတော့တတ္ထာပြီးရင်သီလအခုတတ္ထာပြီးတဲ့အခါမှာဟိရိနဲ့အတ္တပပြသူတော်ကောင်းဥစ္စာ9ပါးကြတော့အဲ့ဒါမတူတဲ့အချက်ကလေးပဲတတ္ထာပြီးတော့ဟိရိအတ္တပဟိရိအတ္တပနဲ့ပြည့်စုံရင်သီလဟာပြည့်စုံပြီးသားဖြစ်တယ်ဘာကြောင့်လို့ဆိုရင်လောကမှာကိုယ်ချင်းတရားရှိခြင်းဟာဟိရိအတ္တပကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်စာပေကျမ်းဂန်မှာဘယ်လိုဆိုတော့ဆိုရင်ဟိရိယဥတ္တပေနသီလံဥပ္ပစ္စတိစေဝဒိဋ္ဌတိစာဟိရိနဲ့ဥတ္တပရှိရင်သီလဆိုတာဖြစ်ပေါ်လာတယ်သီလဆိုတာခိုင်မာစာယတ္တိလာနိုင်တယ်လို့သူတို့ဆိုတယ်ဟိရိဥတ္တပမရှိတော့ဘူးဆိုလို့ရှိရင်သီလကျိုးသွားပြီသီလလည်းမခိုင်မာဘူးသီလလည်းမဖြစ်နိုင်ဘူးဒါကြောင့်မို့ခုနမကောင်းမှုမှရှက်ခြင်းမကောင်းမှုကိုလမ်းကြောက်ခြင်းလို့ဆိုတဲ့ဟိရိဥတ္တပတရားနှစ်ခုဟာသူတော်ကောင်းတရားပဲသူတော်ကောင်းဖြစ်ဖို့ရာအတွက်ဟိရိဥတ္တပရှိရမယ်လို့တတ္တာရဲ့ဟိရိရဲ့ဥတ္တပရဲ့သူတော်ကောင်းတရားဒါဟိရိဥတ္တပသည်သူတော်ကောင်းဥစ္စာထဲမှာလည်းပါတယ်နော်ဒီသူတော်ကောင်းတရားထဲမှာမပါတာခုနကသီလဆိုတဲ့ဥစ္စာမပါတာအဲ့တော့မပါဘူးဆိုသည့်အတွက်ကြောင့်သူတော်ကောင်းတရားမဟုတ်ဘူးလားလို့မေးကြရှိတယ်ဟိရိဥတ္တပပါသွားရင်သီလပါလို့အကျုံးဝင်နေတယ်လို့ပဲဒီလိုပဲမှတ်ရမှာဖြစ်တယ်အရေးအတွက်ထဲမှာတော့ထည့်ပြီးတော့မပြောဘူးသူတော်ကောင်းတရား9ပါးမှာဟုတ်ပြီနောက်ထပ်သူတော်ကောင်းတရားတစ်ခုကဘာလို့ဆိုဘဟုတ်တုတောတုတပဲလောကနဲ့ပတ်သက်၍ဖြစ်စေမြတ်စွာဘုရားရဲ့အဆုံးအမသာသနာနဲ့ပတ်သက်၍ဖြစ်စေလောကသာသနာနှစ်ဖြာကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အထွေထွေအကြအမြင်ဘဟုတ်တုတစီဘူးအထုတ်ခြင်းဟာသူတော်ကောင်းတရားပဲဖြစ်တယ်အဲ့တော့သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တရားဟာဒီအထွေထွေဘဟုတုတကင်းမဲ့သူဆိုရင်သူတော်ကောင်းမဖြစ်နိုင်ဘူးပေါ့အဲ့တော့သူတော်ကောင်းဖြစ်တဲ့ပုဂ္ဂိုလ်ဟာထွေထွေဘဟုတုတရှိရထွေထွေဘဟုတုတလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုကြားဘူးနာဝရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါမှသူတော်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါဖြင့်မြတ်စွာဘုရားကဟောတာဘာတွေဟောတာတုံးလို့မေးဟောတဲ့ထဲမှာကြည့်နံပါတ်1ကဒါကကုသိုလ်ဒါကအကုသိုလ်ကုသိုလ်အကုသိုလ်နှစ်ခုခွဲဟောတယ်ကုသလအနဝိသဒုက္ခဝိပါကလက္ခဏာကုသိုလ်သည်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်အကုသလတာဝိသဒုက္ခဝိပါကလက္ခဏာအကုသိုလ်သည်အပြစ်တင်စရာဖြစ်ပြီးဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တယ်ကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးကိုမြတ်စွာဘုရားအဲ့ဒီကုသိုလ်အကုသိုလ်နှစ်မျိုးလုံးကိုကြားဘူးတယ်မြတ်စွာဘုရားစီကသင်ယူတယ်တရားနာထားတယ်ဟောဒါသုတ္တပဲနော်နောက်သုတ္တတစ်ခုတွေးကြည့်လိုက်သဗ္ဗပပတ္တအကရဏံကုသလတုပတမ္မရာမြတ်စွာဘုရားကဆုံးမတယ်အကုသိုလ်မှန်သမျှကိုမလုံးမိစေနဲ့ကုသိုလ်မှန်သမျှကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ဟောဒါလည်းမြတ်စွာဘုရားဆုံးမတဲ့အကြောင်းအရာတစ်ခုပဲအဲ့ဒီအကြောင်းအရာကိုလည်းပဲကြားဘူးနှောင်းဝရှိတယ်သင်ယူထားတယ်ဟောဒီတဲ့အစင်းမျက်နာတွေရှိသေးတယ်ဘာလို့သဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားမှန်သမျှဘယ်အရာမှမမြဲဘူးဆိုတာဟောဒီအသိဟာလဲတမန်အသိမဟုတ်ဘူးအမှန်တမ်းမြင့်မားတဲ့အသိလို့ဒါဝိပဿနာဉာဏ်အသိပဲဖြစ်တယ်ပေါ့သဗ္ဗေသင်္ခါရဒုက္ခသင်္ခါရတရားတွေမှန်သမျှဟာချမ်းသာမှုနဲ့ကင်းဝေးတဲ့ဆင်းရဲဒုက္ခများသာဖြစ်တယ်သဗ္ဗေဓမ္မအနတ္တသဘာဝတရားဟုသမျှဟာ
အတ္တဆိုတဲ့အရာမဟုတ်ဘူးအနတ္တသာဖြစ်တယ်ဆိုတဲ့ဒီအသည့်ဟောပြောချက်တွေဟာလည်းပဲကြာဘူးနာဝနဲ့တုတ္တလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟောထားတဲ့အဆုံးအမတရားတော်တွေကိုများများကြားဘူးထားတာများများသင်ယူထားတယ်များများလေ့လာထားတယ်အခုပြောတဲ့သူတော်ကောင်းဥစ္စာ9ပါးသူတော်ကောင်းတရား9ပါးဒါလည်းဘုရားဟောတာဒါတွေကိုကြားဘူးသွားတာလည်းပဲတုတ္တပဲနော်သင်ယူမှတ်သားထားသည့်အတွက်ကြောင့်ဩငါတို့ဟာသူတော်ကောင်းဥစ္စာတွေငါတို့ပိုင်ဆိုင်အောင်ကြိုးစားရမှာပါလားသူတော်ကောင်းတရားတွေငါတို့မှာရှိနေရမှာပါလားဆိုတဲ့အသိရတာအဲ့ဒါကြောင့်မို့လို့တုတ္တဆိုတဲ့ကြာဘူးနာဝ general knowledge ဆိုတာအမှန်တမ်းအရေးကြီးတယ်မကြားဘူးဆိုရင်ဘယ်လိုလုပ်စဉ်းစားနော်လောကမှာအမှန်တရားကိုမကြားဘူးပဲနဲ့အမှန်တရားကိုစဉ်းစားနိုင်သူဆိုတာမရှိဘူးဖယားအလောင်းတို့ပိစိကဗုဒ္ဓအလောင်းတို့သာလဲစိတ်တမယဉာဏ်နဲ့တရားတို့ကိုသိနိုင်တာဖြစ်တယ်တာမန်ပုဂ္ဂိုလ်တွေဟာထွင်းဖောက်ပြီးတော့သိနိုင်စွာမရှိကြဘူးမှန်တရားကိုသိနိုင်စွာမရှိဘူးဒါကြောင့်မို့တာမန်ပုဂ္ဂိုလ်တွေမှာစိတ်တမယလို့ဆိုတဲ့ဉာဏ်မျိုးဟာမရှိနိုင်ဘူးတုတ္တမယဆရာသမားမိကောင်းဆွေကောင်းတွေကဟောပြောတဲ့အကြောင်းအရာတွေကိုမှတ်သားနာယူထားမှအသိဉာဏ်ဆိုတာဖြစ်တယ်ရှင်သာရိပုတ္တရာအလောင်းဥပဒိတ္တပရပိုက်ဟာအသိဉာဏ်အပြင်အလွန်ထက်မြက်တယ်သို့တော်လည်းအမှန်တရားဆိုတာရှားတာသူရှားမတွေ့ဘူးရှင်အတ္တစီနဲ့တွေ့တဲ့အခါမှာရှင်အတ္တစီကသစ္စာတရားကိုဟောပြောပြယေဓမာဟေတုပ္ပဘဝအကြောင်းတရားကြောင့်ဖြစ်တဲ့နော်ဒုက္ခသစ္စာဆိုတဲ့အကျိုးတရားတွေဟာသမုဒိယလို့ခေါ်တဲ့တဏှာကိုအခြေခံတယ်ဆိုတဲ့အကြောင်းဟေတုတေတံဟေတုံတထာဂတောဒုက္ခသစ္စာဆိုတဲ့ဟေတုပဘဝတရားဟေတုပဘဝတရားရဲ့အကြောင်းဖြစ်တဲ့ဟေတုလို့ခေါ်တဲ့သမုဒိယသစ္စာတရားတေသင်္စယောနိရောဓဒုက္ခယောဒုက္ခនិရောဓယောဒုက္ခယောဒုက္ခသမုဒိယယောနှစ်ခုလုံးရဲ့ချုပ်ရာနော်ဥပိ္ပဏံအပဝတ္တိဒုက္ခနဲ့ဒုက္ခသမုဒိယဒီနှစ်ခုတို့ရဲ့ချုပ်ငြိမ်းသွားတာကိုនិရောဓလို့ခေါ်တာအဲ့ဒီនិရောဓကိုလည်းမြတ်စွာဘုရားဟောတယ်ထိုនិရောဓကိုရောက်ကြောင်းဖြစ်တဲ့နိလံမဂ္ဂသစ္စာကိုလည်းဘုရားဟောတယ်လို့အကြောင်းနဲ့အကျိုးသစ္စာ၄ပါးကိုရှင်းလင်းဟောပြောလိုက်တဲ့အခါမှာအသိဉာဏ်ဟာလုံးဝပွင့်သွားတယ်တရားတော်နဲ့ပတ်သက်တဲ့အသိဉာဏ်ဟာရာထောင်မကပေါ်ထွန်းလာတဲ့နေမင်းကြီးရဲ့အလင်းရောင်ပမာသူ့ခေါင်းထဲမှာရှင်းကနေလင်းကနေဖြစ်သွားပြီးတော့ဓမ္မအသိရရှိသွားတာဖြစ်တယ်အဲ့ဒါတုတ္တကြားရတဲ့တရားဓမ္မပေါ်မှာအခြေခံပြီးတော့စဉ်းစားဉာဏ်ပွင့်လင်းသွားတယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့ရှင်သာရိပုတ္တရာလိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်များသည်ပဲလေတုတ္တကိုအခြေခံမှသိနိုင်တာဖြစ်တယ်လို့သူတို့ဆိုတယ်အေးဒါကြောင့်မို့လို့တုတ္တဆိုတာဒီဘဝမှာများများရအောင်သင်ယူကြရမှာဖြစ်တယ်ဖတ်ရှုကြရမယ်လေ့လာကြရမယ်တရားဓမ္မကိုသေချာနားဆိုင်ပြီးတော့ထောင်ရမှာဖြစ်တယ်နော်တရားတွေကိုနာတဲ့အခါမှာဒီအမတ်တမဲ့မနာပဲနဲ့ဘာဆိုလိုတာလဲဆိုတာကိုသဘောပေါက်နားလည်သည့်ထိအောင်တရားကိုစူးစိုက်နာခြင်းဖြင့်ကိုယ့်ရဲ့ရှင်တဲ့နှလုံးထဲမှာအသိဉာဏ်တွေဟာရောက်ရှိလာမှာဖြစ်တယ်အဲ့ဒါလို့တရားမနာပဲနဲ့အသိဉာဏ်ဆိုတာမရနိုင်ဘူးတဲ့ဒါကြောင့်တရားနာခြင်းသည်တုတ္တကိုစီဘူးအထုတ်ခြင်းပဲဖြစ်တယ်ဒါဟာတရားနာတာဟာသူတော်ကောင်းတရားတစ်ခုပဲလို့သူဆိုလိုတယ်နော်သူတော်ကောင်းတွေရဲ့တဏ္ဍာမှာပြည့်စုံရမယ့်တရားဘဟုတုတ္တတဲ့သူဆိုလိုတယ်အဲ့တော့သူတော်ဥစ္စာခုနှစ်ပြားထဲမှာလည်းပဲတုတ္တဆိုတာပါတယ်ဒီအချက်ကတူတယ်လို့ပြောရနောက်တစ်ခါသူတော်ဥစ္စာခုနှစ်ပြားထဲမှာမပါတဲ့တရားကဘာလို့ဆိုရင်အခုသူတော်ကောင်းတရားထဲမှာပါတာအာရထဝီရိယပြည့်ပြည့်စုံတဲ့လုံလဝီရိယရှိရမယ်သူတော်ဥစ္စာခုနှစ်ပြားတုန်းကဝီရိယဆိုတာမပါဘူးเนาะသူတော်ကောင်းတရားကြတော့ဝီရိယပါလားဝီရိယဆိုတာ
ဝိရဏံကမ္မံဝိရိယံဆိုတယ်ရဲစွမ်းတတ္တိရှိတဲ့လောက်ရကိုဝိရိယလို့ခေါ်တာလောကလူတွေဟာတက်တက်သားသားနဲ့နေလေးရှိကြတယ်နော်တက်တက်သားသားနဲ့အတ္တခံပြီးတော့နေတာကိုပဲပြင်းတယ်လို့ပြောကြတာပေါ့နော်ပြင်းတယ်ထိုင်းနေရမှာညောင်းတယ်ဆိုအိတ်နေတယ်ဒါတက်တာအတ္တဆုံးကတော့အိတ်နေရတာအတ္တဆုံးပဲပေါ့နော်ထိုင်ရတာတို့မတရတာတို့သွားရလာတာတို့ဆိုတာပင်ပန်းသေးတယ်အဲ့တော့အိတ်နေရတာကအကောင်းဆုံးဆိုတော့ပြင်းတဲ့လူဟာအိတ်တာများတယ်ပေါ့တို့ဆိုအဲ့တော့အရတ္တဝိရိယဆိုတာမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလှုပ်အပြင်းမထူကြိုးစားတယ်အားထုတ်တယ်လုံလဝိရိယရှိတယ်ကိုလိုချင်တဲ့ပညာရတစ်ခုရဖို့ရအတွက်အယိုးကြည်ကြည်အေးခမ်းခမ်းနောက်မဆုတ်တမ်းကြိုးပမ်းအားထုတ်တယ်မရမချင်းနောက်မတွန့်ဘူးလို့ဆိုတယ်ကြိုးပမ်းအားထုတ်မှုဝိရိယအဲ့ဒီဝိရိယရဲစွမ်းတတ္တိရှိတဲ့လူတွေရဲ့လောက်ရဆိုတဲ့အရည်ချင်းမျိုးဟာလည်းပဲသူတော်ကောင်းတရားတစ်ခုပဲဖြစ်တယ်ဒါမို့ကြိုးစားခြင်းသည်သူတော်ကောင်းတရားပြင်းရည်ခြင်းသည်သူတော်ကောင်းတရားမဟုတ်ဘူးအဲ့တော့ကြိုးစားနေတဲ့ပုဂ္ဂိုလ်ဒါဖြင့်ကြိုးစားတိုင်းသူတော်ကောင်းတရားလားလို့မေးမယ်ဆိုရင်ချက်လက်ကိုကြည့်ရမှာနော်သူများပစ္စည်းခိုးဖို့ညမအိတ်နော်ညမှာမအိတ်ဖဲနဲ့ကြိုးစားနေတဲ့တခိုးလည်းရှိတာပဲအဲ့ဒီကြိုးစားမှုမျိုးလားရေထဲမှာငါးတွေကိုဖမ်းဖို့နော်ရေနဲ့ထဲမှာဆင်းပြီးတော့ငါးများနေတဲ့လူရဲ့ကြိုးစားမှုကရောကြိုးစားမှုလို့ပြောရမှာလားလို့ဆိုတော့သူ့လုံးဟာကောင်းကျိုးချမ်းသာရဖို့တဲ့ဆိုးကျိုးခံစားရဖို့ကပိုများတယ်ဒါကြောင့်မို့လုံလဝိရိယဆိုတာကောင်းတဲ့နေရာမှာအကျိုးအမြတ်ဖြစ်ထွန်းတဲ့လောကအကျိုးတန်တရားအကျိုးကိုယ်အကျိုးတွေမြောက်များစွာဖြစ်ထွန်းနိုင်တဲ့ကျိုးပန်းအထောက်မှုမျိုးကိုသာဆိုလိုတယ်လို့ဒါနကောင်းမှုလုပ်တဲ့နေရာမှာကြိုးစားတယ်သီလဆောက်တည်တဲ့နေရာမှာကြိုးစားတယ်ပညာသင်မှုကြိုးစားတယ်ဆိုတဲ့ဒီကြိုးစားမှုတွေဟာအရေးကြီးတဲ့ကျိုးပန်းအထောက်မှုတွေပဲဖြစ်တယ်ဝေယဝိဇ္ဇကုသိုလ်ဆောင်ရွက်တယ်အများဒီဝေယဝိဇ္ဇကုသိုလ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်စသဖြင့်ကုသိုလ်ကောင်းမှုလုပ်ငန်းတွေဟာကျိုးပန်းအထောက်မှုဆိုတဲ့အာရတဝိရိယတရားထိုင်နေဖျားပန်းလေတယ်ရေချမ်းလှူတယ်အိမ်တန်ရှင်းရေးလုပ်တယ်အားလုံးဒါတွေဟာကျိုးပန်းအထောက်မှုတွေလို့သူတို့ဆိုလိုတယ်အဲ့ဒီကျိုးပန်းအထောက်မှုတွေဟာကောင်းကျိုးချမ်းသာကိုရစေတာဖြစ်သောကြောင့်အဲ့ဒီကျိုးပန်းအထောက်မှုတွေကိုအရတ္တဝိရိယအမြင့်ဆုံးကျိုးပန်းအထောက်မှုဆိုတာတော့နိဗ္ဗာန်ရောက်ဖို့မဂ္ဂင်၈ပါးအကျင့်တရားကြိုးစားခြင်းပဲဖြစ်တယ်ပေါ့အဆင့်လိုက်အဆင့်လိုက်လောက်ရကိုကြည့်ပြီးတော့တန်ဖိုးကိုတွက်ချက်ရမှာဖြစ်တယ်ပေါ့သို့သောကျိုးပန်းအထောက်မှုဆိုတဲ့ဝိရိယသည်သူတော်ကောင်းတွေရဲ့တဏ္ဍမှာရှိတဲ့ထူးခြားတဲ့အရည်အချင်းတစ်ခုသာဖြစ်လို့သူတော်ကောင်းတရားလို့ခေါ်ပါတယ်တဲ့ဒါကသူတော်ဥစ္စာထဲမှာမပါဘူးလို့ဆိုလိုတယ်နောက်တစ်ခုကဘာလို့ဆိုဥပဋ္ဌိတတတိဘာလို့လို့အမြဲတမ်းတတိရှိတယ်လမ်းသွားတာကအစလမ်းဖြတ်ကူးတာကအစတတိရှိတယ်ပေါ့အေးလမ်းဖြတ်ကူးတယ်ဆိုလို့ရှိရင်ယင်နေသွားလာနေတဲ့အခါဒီဘက်ယင်နေလာနေသလားဟိုဘက်ကယင်နေလာသလားဖြတ်ကူးရင်အန္တရာယ်ကင်းမလားဆိုတဲ့ဒီတတိဟာရှိတယ်အစစအရာရာလုပ်ရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အမတ်တတိရှိနေရဒီလိုဆိုလို့ရပေါ့ပစ္စည်းဥစ္စာကိုင်းတာတွဲတာဝဋ္ဌာစားတာနေရာရွှေ့တာကစပြီးတော့အမတ်တတိတွေရှိပြီးတော့နေတာဥပဋ္ဌိတတတိလို့ခေါ်တယ်ကောင်းကျိုးချမ်းသာဆောင်ရွက်ရတဲ့နေရာမှာဒီတတိဟာအမတ္တမအရေးကြီးတယ်သူတော်ကောင်းတွေရှိနေတဲ့တတိမျိုးလို့သူတို့ဆိုလို့တယ်ပေါ့နော်တတိဆိုတာကို mindfulness လို့ပြောတာပြန်ဒီကနေ့နိုင်ငံခြားတိုင်းပြည်မှာတောင်မှပဲတိုင်းပြည်များမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကနီးယူပြီးတော့သူတို့ဟာ secular mindfulness လောကီတတိပဋ္ဌာန်ဆိုပြီးတော့တတိ mindfulness ကိုလေ့ကျင့်ကြတယ်ထွက်လေဝင်လေနဲ့မှတ်သားပြီးတော့လေ့ကျင့်ပြီးအလုပ်လုပ်ကြတယ်အဲ့ဒီလိုအလုပ်လုပ်ခြင်းအပြင်သူတို့ခေါင်းအေးတယ်ပေါ့ခေါင်းနဲ့ချီတယ်ပေါ့
အလုံးမသွားခင်တရားထိုင်တယ်ထိုင်ပြီးတဲ့အခါမှာဒီစိတ်ဓာတ်တည်ငြိမ်မှုရရှိသွားသည့်အတွက်ကြောင့်အလုံးလို့တဲ့အခါမှာအောင်မြင်မှုကိုရတယ်လို့ဒီလိုယုံကြည်ကြတယ်ဒါကြောင့်မို့ဒီနေ့ကအနောက်တိုင်းမှာဒါခေတ်စားနေတယ် mindfulness based stress reduction ဆို mindfulness အခြေခံပြီးတော့စိတ်ဖြည့်ဆည်းမှုကိုဖယ်ရှားတဲ့နည်းတွေကိုသူတို့ဟာတီထွင်ပြီးတော့ဟောပြောသင်တန်းတွေပါပို့ချနေကြတယ်ဆိုတာသိရ MBSR mindfulness based stress reduction stress လို့ခေါ်တဲ့စိတ်ဖြည့်ဆည်းမှုတွေကိုဖယ်ရှားပစ်ဖို့ရအတွက် mindfulness နဲ့လေ့ကျင့်တာလို့ဆိုဒါကိုဥပဋ္ဌိတတတိလို့ခေါ်တယ်မြတ်စွာဘုရားကတတိနဲ့ပတ်သက်ပြီးတော့တတိတယ်မဟုတ်ဘဲနဲ့တတိနဲ့တမ္ပစဉ္ညာနဲ့ပတ်သက်ပြီးတွဲဖက်ပြီးတော့လေ့ကျင့်ဖို့ဆိုတာမဟာသတိပဋ္ဌာန်သုံးပါဟောတာဒါတရားအထုတ်တယ်လို့ပြောခြင်းနဲ့ပြောကိုယ့်ဘဝရဲ့ဒီလေ့ကျင့်မှုလို့ပြောခြင်းနဲ့ပြောအကျိုးရှိတဲ့လေ့ကျင့်မှုဘယ်လိုလေ့ကျင့်ရမလို့ဆိုလို့ရှိရင်ဟုတ်လားထိုင်းနေရာကရှေ့တိုးတယ်နောက်ဆုတ်တယ်တော့ဘုရှေ့ကိုခြေလှမ်းတယ်နောက်ကိုနောက်ပြန်ဆုတ်တယ်ကားများရှေ့ရွှေ့တယ်နောက်ဆုတ်တယ်ဆိုတာမျိုးလို့တခုရှေ့ရွှေ့ခြင်းနောက်တိုးခြင်းလုပ်တဲ့အခါမှာတတိရှိပါဆင်ញင်တုံတရားရှိပါကိုလှုပ်လိုက်သည့်အတွက်ကြောင့်ဆင်ញင်ရမှာကဒီတတိထားတာက mindfulness လောက်တာကတတိအကျိုးရှိမရှိအပြစ်ရှိမရှိဆင်ញင်စဉ်းစားတာကပညာဒီတတိနဲ့ပညာတွဲဖက်ပြီးတော့လောက်ပါလို့သူတို့ဆိုလို့တယ်အဲ့တော့ကားရှိတိုးတာကားနောက်ဆုတ်တာအမတ်တမဲ့လုံးလိုက်လို့ရှိရင်နောက်ကလူကိုကားတက်နေတာတွေပါရှိတတ်တယ်ပေါ့သူတို့တွေဖြစ်တတ်ရှေ့လဲဝင်တိုးတာတွေပါရှိတတ်အဲ့ဒါမျိုးမဖြစ်အောင်တတိရှိရမယ်လို့ဆိုလို့တယ်နောက်တစ်ခါလက်ကွေးခြေဆန့်အမတ်တမဲ့ကွေးလိုက်လို့နော်လျှက်စစ်ကြိုသွားထိပြီးတော့ဓာတ်လိုက်သေးတာမျိုးတွေလည်းရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုကွေးမဲ့ကိုဆက်မဲ့နေရာဟာအန္တရာယ်ကင်းတဲ့နေရာလားအန္တရာယ်ရှိတဲ့နေရာလားဆင်ញင်စဉ်းစားတာတတိနဲ့တမ္ပစဉ္ညာပဲဖြစ်တယ်ပေါ့အဝတ်စားပြင်ဝတ်တဲ့အခါမှာလည်းပဲတတိတမ္ပစဉ္ညာရှိရမယ်နော်အဝတ်စားပြင်ဝတ်တဲ့အခါမှာလည်းတတိပညာရှိရမယ်စကားပြောဆိုတဲ့အခါမှာလည်းတတိပညာရှိရမယ်စားတဲ့တောက်တဲ့အခါမှာလည်းတတိနဲ့စားရမယ်ဘာကြောင့်လို့ဆိုရင်မတ်တမဲစားလိုက်လို့ရှိရင်နင်သွားတာတို့ဘာလို့လဲဖြစ်တတ်တယ်ဒုက္ခရောက်တတ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဆင်ញင်တုံတရားနဲ့စားတယ်တတိထားပြီးတော့စားတယ်တောက်တယ်နောက်ဆုံးမှတွိုင်းလက်ဝင်တာအစတတိတမ္ပစဉ္ညာနဲ့မြတ်စွာဘုရားကအဲ့ဒါလို့မဟာသတိပဋ္ဌာန်သုံးပါလေ့ကျင့်ဖို့ဆိုပြီးတော့ဟောထားတာဖြစ်အဲ့ဒီတတိဟာသူတော်ကောင်းတွေအတွက်တန်မိုးထားတဲ့အရာဖြစ်တယ်ဒါကြောင့်တတိဆိုတာရှိရမယ်လို့သူတို့ဆိုလို့တယ်နောက်တစ်ခုကတော့ပညာဒီတတိကလည်းခုနကသူတော်ကောင်းဥစ္စာထဲမှာမပါဘူးသို့တော့သူတော်ကောင်းတရားတွေကြတော့ပါလာပြန်တယ်နောက်ဆုံးတစ်ခုကတော့ပညာရှိရမယ်ဒါကြတော့တူတူပဲသူတော်ကောင်းဥစ္စာထဲမှာလည်းပညာနဲ့ဒီကိုချုပ်ထားတယ်သူတော်ကောင်းတရား9ပါးဆိုတာလည်းပဲပညာနဲ့ချုပ်ထားတယ်အဲ့တော့ဒီနေရာမှာပညာလို့ဆိုတာဟာကံကံဤအကျိုးကိုလက်ခံခြင်းသိမြင်ခြင်းကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိပညာလို့ခေါ်တယ်ဒါအနည်းဆုံးအခြေခံအကျဆုံးပညာရပဲဖြစ်တယ်ကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်ဆိုတဲ့အသိကိုလှုပ်ရင်ကိုနဲ့သက်ဆိုင်တယ်ဆိုတဲ့အသိ responsibility ကိုပြောတာကိုနဲ့လှုပ်ထားရင်ကိုပဲသက်ဆိုင်တယ်အဲ့ဒီအသိဟာတန်ဖိုးရှိတဲ့အသိဖြစ်တယ်ဘုရားဘာသာဖြစ်ရင်အဲ့ဒီအသိရှိကိုရှိရတယ်လို့သူတို့ဆိုလို့တယ်အေးဒီတဲ့အစစ်မြင့်တဲ့တတိကြတော့အရာခတ်သိမ်းဟာဘယ်အရာမှမမြဲဘူးအလုံးဟာနော်ပြောင်းလဲပျက်စီးနေတဲ့အရာသာဖြစ်တယ်ဆိုတဲ့အသိဝိပဿနာအသိအဲ့ဒီဝိပဿနာအသိဖြင့်ဘာလုံနိုင်တယ်လဲလို့ဆိုတွေ့တာမှုတွေပစ္စည်းကိုတွေ့တာလူကိုတွေ့တာတွေ့တာမှုတွေမှန်သမျှကိုရော့ကျသွားစေတယ်ဒီအသိကအလုံးမမြဲဘူးဒီနေ့ကျရင်တို့တွေဟာဘဝတိကုံချုပ်ကြမှာဖြစ်တယ်
လာတော့ကလည်းငါတယောက်ပဲပြန်တော့လည်းငါတယောက်တည်းပြန်ရမှာနော်သားရိသမီးတွေပြောမကောင်းဘူးဆိုလို့ရှိရင်ငါခေါ်လို့သူတို့လာတာမဟုတ်ဘူးသူတို့ဘာသိသူတို့လာတာသူတို့ဘဝသူတို့ဘာသိဖန်တီးလိုက်မယ်ငါတာဝန်ဝတရားချေအောင်လုပ်ပေးမယ်ဒါပဲရှိတယ်နော်သားသမီးတွေကပြောကောင်းနေလို့ရှိရင်လည်းလိမ်မာတဲ့သားသမီးဆိုပြီးတော့တွေ့တာစိတ်တွေများနေရင်လည်းအေးငါတို့ဟိုဘဝတုန်းကသိခဲ့ကြတာမဟုတ်ဘူးဒီဘဝငါလည်းငါဘဝငါရောက်လာတာသူကလည်းငါတို့မိပြီးသူ့ဘဝသူရောက်လာတာငါခေါ်လို့လာတာလည်းမဟုတ်ဘူးငါအိမ်လာနေလဲငါတို့ဘဝငါတို့ထဲမှာလာနေလို့လည်းငါခေါ်တာမဟုတ်ဘူးသူ့ဘာသူလာတာပြန်သွားတော့လေသူကသူထွက်သွားမှာပဲလောကကြီးမှာဘယ်သူမှလည်းမခေါ်ဘဲနဲ့လာကြတယ်ပြန်ပြီးတော့သွားတော့လို့မပြောဘဲနဲ့ပြန်သွားကြတယ်နော်အဲ့ဒါလောကရဲ့သဘာဝပဲကိုယ်ကံအားလျော်စွာဖြစ်ပေါ်လာကြပြီးကံအားလျော်စွာသိဆုံးသွားကြတာပဲဖြစ်တယ်ပေါ့အဲ့ဒီသဘောတွေကိုဆင်ញင်စဉ်းစားခြင်းဟာလည်းပဲပညာပဲဖြစ်တယ်ဒီလိုဆင်ញင်စဉ်းစားခြင်းဖြင့်ဘာဖြစ်တယ်လဲတွေ့တာမှုကိုလျှော့ချနိုင်တယ်တွေ့တာမှုရောကျသွားရင်ဘာအကျိုးရှိသလဲဆိုရင်တောကဆိုတဲ့စိုးရိမ်စိတ်ကိုဖယ်ရှားပြစ်နိုင်တယ်တဲ့အဲ့ဒီတောကဆိုတဲ့စိုးရိမ်စိတ်ဖယ်ရှားနိုင်မှုအတွက်ဒီအတွေးဟာဒီအမြင်ဟာရှိကိုရှိရမှာဖြစ်တယ်ဒါကြောင့်မို့ပညာထဲမှာဝိပဿနာပညာဟာအမြတ်ဆုံးဖြစ်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတပါအခြားဝိပဿနာပညာဆိုတာမရှိဘူးအမြင့်ဆုံးဖြစ်တဲ့ဝိပဿနာပညာသည်သာလဲစိတ်နှလုံးအေးချမ်းခြင်းဆိုတဲ့နောက်ဆုံးတန်တိဒုက္ခနိဗ္ဗာန်ချမ်းသာထီအောင်ပေးစွမ်းနိုင်တဲ့အကျင့်တရားပဲဖြစ်တယ်လို့ဒါကြောင့်မို့လို့ပညာဟာဝိပဿနာပညာဟာကျင့်လို့အားထုတ်လို့သင်ယူရမယ့်ပညာထဲမှာအမြင့်ဆုံးလို့ဒီလိုပြောမှာဖြစ်တယ်ဝိပဿနာပညာကြောင့်ရရှိလာတဲ့ပညာကတော့မဲ့ပညာနဲ့ဖို့ပညာပဲဖြစ်တယ်မဲ့ပညာနဲ့ဖို့ပညာဆိုတာလေ့ကျင့်ရတာမဟုတ်ဘူးဝိပဿနာအောင်မြင်သွားအောင်ကျင့်လို့ရှိရင်မဲ့ပညာဖို့ပညာကိုယ်ထဲမှာရလာမှာဖြစ်တယ်သူတို့ကအတိတ်မဲ့လို့ခေါ်ဖြစ်ပေါ်လာတဲ့အရာသာဖြစ်တယ်အဲ့တော့သူတော်ကောင်းတရား9ပါးဆိုတာတတ္တာဟိရိဩတ္တပတုတ္တဝီရိယတတိပညာဒီ9ပါးဖြစ်တယ်ဒါကသူတော်ကောင်းတရား9ပါးသူတော်ဥစ္စာ9ဖြာဆိုတာကြတော့တတ္တာသီလဟိရိဩတ္တပတုတ္တစာကပညာလို့ဒီလိုကွဲပြားခြားနာပြီးတော့မှတ်သားရမှာဖြစ်တယ်စရဏတရား15ပါးထဲမှာပါတာသူတော်ကောင်းတရား9ပါးသာဖြစ်တယ်သူတော်ဥစ္စာ9ဖြာဆိုတာကသူတော်ကောင်းတွေပိုင်ဆိုင်ပြီးမျက်နှိုးတဲ့အရာဖြစ်တယ်သူတော်ကောင်းတရားဆိုတာသူတော်ကောင်းဖြစ်ဖို့အတွက်ချင့်ကြံကြိုးကိုအထောက်အမဲ့တရားတွေဖြစ်တယ်ဆိုတာကွဲပြားခြားနားစွာမှတ်သားပြီးလူဘဝနဲ့သူတော်ကောင်းတရားဆိုတာကိုနာယူမှတ်သားပြီးမိမိတို့ဘဝမှာရှိတဲ့ရှိလိုက်တဲ့မျက်နှိုးဝယ်ကောင်းလိုက်တဲ့အရေးချင်းတွေမိမိတို့တဏ္ဍာမှာမပြည့်စုံသေးရင်ပြည့်စုံအောင်လုပ်ရမယ်သူတော်ကောင်းတရားတွေဒါတွေကိုသိရှိနားလည်ပြီးတဲ့အခါမှာတို့တွေလူဘဝရတဲ့အချိန်မှာဒီတရားတွေကြွယ်ဝချမ်းသာမှုရှိအောင်ကိုယ်တဏ္ဍာမှာရအောင်တို့တွေမမေ့သောတတိချီမာသောလုံလဝိရိယရှိနေကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီတဏိဋ္ဌံထားပြီးကြိုးစားနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ကြမယ်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေတ
သက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံပဝါယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှဲသင်ပြန့်ပိတိတိဟုသောယနံတို့သည်ပဝါယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း